မှာပေါ့မင်းကလေးနဲ့ပေါင်းနေရရွှေကျက်ရဲ့လမ်းမှာကျုံသွားတဲ့နေရာတွေနေနိုင်မဟုတ်တရက်နေ့တော့ရှိခုကတော့သွားလို့ရနေပါတယ်တတိထားသွားတော်တော်ပြတ်ထားဟုတ်တယ်။ခုမြေမှာဇောင်းကြီးပြုံပြုံ။ဒါရဲ့ခုမြေဟိုဘက်ဒီဘက်ကရေကြီးဟိုဘက်လည်းရေထွက်တယ်ခုမြေခဏတိုင်းပြင်နေရတဲ့လမ်းတွေပြတ်ထားတာလေမြေကဘာတွေကဟိုဘက်ပြုတ်ကြဒီဘက်လမ်းတော်တော်တလန်းလုံးကိုထိသွားဘလို့နေလေအဲ့အချိန်မှာလည်းသွားလာတဲ့ဆိုင်ကယ်ကားတော့ရှိပါပဲလေနေကျရတော့ဒီလမ်းကြီးလေးဖြစ်တယ်ကျွန်တော်လည်းပြင်လဲကုန်ပါပဲ။ဆိုင်ကယ်နဲ့အမှန်တော်တော်ကိုပြတ်သွားပြီရွှေကျဲတော့ကြည့်နေတယ်မှန်ကြီးပြင်လဲကုန်ပါဘောဆိုင်ကယ်မြေသားတွေတက်လာတာကြည့်ပြီအဲ့ဒါလမ်းနဲ့တလဲပဲလေးတွေမှလဲလဲကြုံမှန်အားချမ်းချမ်းပဲလားအားရတဲ့နေပိတ်ထားတယ်ကားကြီးတော့သွားလို့စမချင်းရင်တော့တစ်ဖြောင်းနဲ့လမ်းကြီးနေကိုယ်ကောက်သွားတာပဲလမ်းကြီးကတက်အစင်းနေတယ်ဒီမှာမူးဆယ်လမ်းနဲ့ဖြစ်နေပြီးနေရကြဟိုဒီချိန်တောင်မြို့ထဲမှာတီးအီနဲ့မှာရှင်ပတ်တဲ့လူဒီဘက်လမ်းနဲ့တော်တော်ပြတ်သွားတာကိုကားမသွားတာကြီးလည်းတအားကြတော့သူကသွားပါတယ်မုံရွာကားတွေကဒီကပဲသွားတယ်ကားတွေတော့ရှောက်ပြတ်သွားတာရှန်လီကျော်ကနေဒေါ်လေးကျင်ဒီတရက်တော့ရှိတယ်။ဆက်လဲပဲနှိမ့်ကြသွားတော့ဒီမှာကြည့်ပါအောင်တော့ရှောက်ရှန်လီကျော်ကနေရွှေကျက်အထိကာတာတဲ့သူတို့ရဲ့အိမ်ယာစီမံကိန်းနဲ့ဒီကံမက်လမ်းကြီးတော့ရှောက်ပြတ်တာပဲတော့ရှောက်ပဲဒေါ်လေးကျင်အထိခုတော့လေဒီနားနေပဲသွားလိုက်တော့အခုလဲတော့လေးတာညာဘက်က white တက်တာရတယ်ဟုတ်လေလေကျန်တဲ့ဖုံချလို့ဖားဟိုအေးကျင် okay စီတိုင်း language